ဒီမှာဗျာဒီနေ့ရခဲ့တဲ့မော်စီစာလေးပေါ့ဆေးနေနဲ့ပဲ့သွားနော်အနာကြီးပါတော့ပဲ့သွားအမေဒီကောင်လေးကပဲ့သွားမင်္ဂလာဖြစ်တယ်လို့ပြောအောင်မဟုတ်ရဒီအနာရခါမလို့ပါလို့နဲ့ဆိုအာယုံကြကြတယ်နော်ဒါပေမဲ့ဒီကောင်ကအနာအပေါ်ပဲဆိုခေါင်းပေါင်းလဲဆိုအခုပဲ့သွားတော့ကြောက်ရွံ့လေးကတွဲနေသူလာသွားပေါ့ပြီးတော့ဒီကောင်လေးကပဲ့လာမင်္ဂလာဖြစ်တယ်ဗျာဒါတည်းမပြောင်းဘူးပေါ့ဒါတည်းမပြောင်းသူစမ်းပေါက်လေးနဲ့တွဲနေသူလာနေစေပဲပေါ့နော်ဒီကောင်လေးဒါတည်းမစိုးဗျပဲ့နေဒီကောင်ကမင်္ဂလာဖြစ်သွားဒီပဲပဲရတော့ခွန်ကျက်တယ်သူကငကိုလည်းမီးမပေါက်နော်အပဲ့သားမှလည်းအသားတန်းတော့ရော့သွားတော့ဒီပဲတဲ့ခွန်နာလို့မဟုတ်နော်ဒီကအသားတန်းရော့ဆိုးနော်ဒီကြောင်ဒီတော့ဒီလုံးလေးတော့မင်္ဂလာဖြစ်ပြီပေါ့ဒီပဲကောင်းစီးလိုက်ပါဦးမယ်စမ်းပွေးလေးပါတယ်လားဒီအပွေးနေရာလေးကျွန်တော်ကောင်းကောင်းဆေးလိုက်ပါဦးမယ်နော်ဆေးပြီးမှပဲဒီချပြန်ပြပေးမယ်နော်